ဒီနေ့ကတော့လွယ်ကူမြန်ဆန်နဲ့เนาะ budget saving လေးတစ်ခွက်ကိုအရင်နဲ့စားကောင်းပြီးရင်ထမင်းမြိန်နဲ့ခင်းလေးပေါ့เนาะအဲ့ဒါလေးချက်ပါမယ်သူကျမချက်မှာမဟုတ်ပါဘူးအမချက်မှာပါအမချက်တာကိုဘေးကနေတိုက်ရှုံးမှာဖြစ်ပါတယ် ဒါပဲချက်တယ်လို့လား အရင်ဆုံးစီကိုပေါ့เนาะစူအောင်သိမ်းမယ်စီဆိုရင်စက်တော်အနီကိုအရင်ထဲပါမယ် မာရီဘာချက်စီစဉ်ပြန်လေး ခင်းလေးပါလွယ်ကူမြန်ဆန်စားကောင်းအခုလိုအချိန်အခုလိုခေတ်ကာလနဲ့တကယ်ကိုအလိုက်ဖက်ဆုံးခင်းလေးတစ်ခွက်ပါစက်တော်လေးကိုထည့်ပြီးတော့အရင်စက်တက်ပြီးရင်စလုံးလေးလည်းထည့်မယ်ထည့်ပြီးရင်စက်တော်လေးလည်းနည်းနည်းနှောလာတယ်ပေါ့နော်ငိုပေးမယ်စက်တော်လေးနှောလာရင်စက်တော်ရှိသေးတယ်ထည့်မယ်ပေါ့စက်တော်ရှိသွားတာဓာပြလေးရိုက်ထားတာနော်အလားလေးထည့်မယ်စက်တော်ဖြူလေးတွေလည်းနှောပြီဆိုရင်ရုပ်သီးစိမ့်လေးပပတီထားလေးထည့်မယ်ပေါ့နော်ထည့်ပြီးတော့ရင်အဲ့ဒါလေးကိုစီမွေးအရင်တက်လိုက်တာပေါ့နော်အားလုံးလည်းနှောသွားတယ်ပြီးရင်အားလုံးနှောလာပြီဆိုရင်ရုပ်သီးအရောင်တဲ့မှုတ်ကလေးပေါ့နော်ထည့်မယ်ရုပ်သီးအရောင်တဲ့မှုတ်ကလေးထည့်ပြီးတော့ရင်အများကြီးလေးနည်းနည်းထည့်မယ်ဒီလိုလက် စက်တော်အဖြူအနီလေးတွေကလုံးဝကိုနှောပြီးတော့လိတ်သွားပြီဆိုရင်ခရမ်းကျင်လေးထည့်တယ်ပေါ့နော်ခရမ်းကျင်လေးတွေထည့်ပြီးခရမ်းကျင်လေးတွေလိတ်နေအောင်ပေါ့နော်ဒီတက်နေခရမ်းကျင်လေးတွေလုံးလာပြီဆိုရင်စားအချိုလေးထည့်တယ်ပေါ့နော်ထည့်ပြီးခရမ်းကျင်လေးတွေမာပြီးလိတ်နေအောင်ပြောတယ်ပေါ့ဒီလိတ်လာပြီဆိုရင်ကြက်ဥလေးတွေဖောက်ထည့်ပါမယ်ကျောင်းကိုပေါက်ခဲ့ရအဲ့မှာပေါ့နော်ဝင်လေးရပါတော့နော်ရနေတော့မသိတော့ကျောင်းရဲ့ခရမ်းကျင်ပြီးလို့အနှစ်တင်နဲ့အကုန်လုံးကသားတဲ့ကြာတယ်တော့ပါကဲအခုဆိုရင်တော့ကြာသွားပြီပေါ့နော်အလိုလေးနှွေးပေးတဲ့အခါကျတော့အခုဆိုရင်အားလုံးပေါ့နော်အားလုံးတသားလေးကြာသွားပြီတော်တော်လေးရဲ့အနံ့အရသာနဲ့ပြည့်စုံသွားပြီဒါလေးကိုထမင်းပူပူလေးနဲ့စားမယ်ဒါဟင်းမှမလိုပါဘူးရှင်